Cosmetic ရဲ့အတန်စီစဉ်မှကြိုဆိုပါရရှင်။အခုပြပြပေးမှာကတော့ Smile Cosmetic မှာအမြဲတမ်းဝယ်ယူအားပေးနေတဲ့ချစ်သော Smiler များအတွက် VIP member ဖြစ်မဲ့ထူးခွင့်ရေးကြောင်းပဲဖြစ်ပါရရှင်။တစ်ဆိုင်လုံးကြိုက်တာယူ9သိန်းမိုးပြည့်သွားတာနဲ့ VIP member ဖြစ်မှာပါနော်။ Smile Cosmetic ရဲ့ VIP member ဖြစ်သွားတာနဲ့အမြဲတမ်းအတွက်5% discount ရမှာဖြစ်ပြီးတော့ promotion discount တွေရှိရင်လဲ VIP member ရဲ့5%ကိုလည်းထပ်ပေါင်းပေးသွားမှာဖြစ်ပါရဲ့ရှင်။အဲ့ဒါအပြင်3000ဘိုးနဲ့ထက်ဝယ်ယူသူတိုင်းခြေလန်းတလန်း start တစ်ခုစတင်ပြီးတော့တစ်နှစ်အတွင်းခြေလန်း10လန်း start တစ်ခုပြည့်တာနဲ့1000ဘိုး cashback ပြန်ရမယ်အပြင်ခြေလန်းပေါင်း30ကိုတစ်နှစ်အတွင်းမှာပြည့်သွားခဲ့ရင်တော့ Smile Cosmetic ရဲ့အမြဲတမ်း VIP member ဖြစ်မှာပါရှင်။ခြေလန်း10လန်းပြည့်တိုင်း1000ဘိုးပြန်ရမယ်အပြင်ခြေလန်း30ပြည့်ခဲ့ရင်လည်းအမြဲတမ်း VIP member ဖြစ်ဖို့အတွက်ဒီနေ့ကစပြီးတော့ပျော်ပျော်ရွှင်ရွှင်နဲ့ခြေလန်းလေးတွေကိုလမ်းလိုက်ကြရအောင်နော်။